Hello, SES Stella Education Academy နဲ့အားလုံးကြိုဆိုလိုက်ပါရရှင်။အခု first plus 2 plus person ကိုပြပြပေးပါမယ်။တချို့ verb တွေရဲ့နောက်မှာ person object လိုက်တာရှိပါတယ်။အဲ့လိုလိုက်တဲ့အခါကျရင်အဲ့ verb နဲ့ person ကြားမှာ to ကိုထည့်ပေးရပါတယ်။တချို့ verb တွေကြတော့ to လိုက်စရာမလိုဘူးပေါ့နော်။ example လေးကြည့်ရအောင်။ explain to me ငါ့ကိုရှင်းပြပါ။ explain နဲ့ me person object ကြားမှာ to ကိုထည့်ပေးရပါတယ်။ explain me ဆိုပြီးမရှိပါဘူး explain to me မှာမှန်ပါမယ်နော် talk to me talk me မရှိဘူး talk to me ပဲရှိမယ် tell ကြတော့အဲ့လိုမဟုတ်ဘူး tell to me ဆိုပြီးမရှိဘူး tell me ပဲရှိပါမယ် tell to me ဆိုမှားတယ်နော် show me show to me ဆိုရင်မရှိဘူး show me ပဲရှိမယ် listen to me ငါစကားနားထောင်ပါအဲ့ listen me ဆိုရင်မရှိဘူး listen to me ပဲရှိမယ်တယောက်ရဲ့စကားကိုနားထောင်ပါလို့ပြောချင်တဲ့အခါကျရင် listen to တွဲသုံးရမယ် listen to me listen to her listen to your parents listen to the teacher အဲ့တော့ listen to ဆိုပြီးတော့အတွဲစကားလုံးလေးကိုတွဲသုံးရမယ်ဆိုတော့သတိပြုရပါမယ်ဗီဒီယိုလေးကိုစောင့်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် see you in next video